你奶奶爷的嘛，把的路，你妈咪嘛死了，给我别嘛掉了。知道我，西巴的嘛的，我也讲你的格林等的，讲你的讲的你的路，都路你的路的，你还西巴的。奶奶爷的嘛把的有不？奶奶爷那么把的么？奶奶爷嘛好弟弟嘛表来，ကျွန်တော်လည်းနိုင်ငံရေးနဲ့မပတ်သက်ဘူးမပြောဘူးနော်ကျွန်တော်နိုင်ငံအတွက်ကျွန်တော်လုံနိုင်တာကျွန်တော်လုံမယ်ကျွန်တော်မြန်မာနိုင်ငံမှာနေကျွန်တော်နိုင်ငံစည်းကောင်းကျွန်တော်လေးစားလိုက်တာမယ်ဒါပဲနိုင်ငံရေးဆိုတာညီလို့ဖို့အတွက်ကိုအညီဘယ်စနစ်နဲ့လုံမှာလဲကျွန်တော်လားကျွန်တော်ကတော့စနစ်ကောင်းလိုချင်တယ်အကျင့်ကောင်းနဲ့သွားချင်တယ်အေးအဲ့ဒါပဲဒီနေရာမှာဗျာကျွန်တော်ပြောမယ်ကိုစီတော့ဟာလာဟိုလူမှန်နဲ့ဒီလူမှန်နဲ့အချင်းချင်းချနေကြတာအခုတမတော်မှာလည်းကျွန်တော်မြန်မာနိုင်ငံသားတွေကြီးပဲအခုတော်လန်ရေးမှာလည်းကျွန်တော်မြန်မာနိုင်ငံသားတွေကြီးပဲတယောက်နဲ့တယောက်ကြားထဲမှာဒီကြားထဲမှာကိုယ်နေကြတယ်ဗျအမှန်မားနဲ့ခက်တာကအမှန်မားဆိုတော့ကကျွန်တော်တို့ကလက်ဖွားနဲ့လက်ဖမိုးလို့ပဲကျွန်တော်ဘက်ကလက်ဖွားမြင်ရတယ်ကိုစီဘက်ကလက်ဖမိုးမြင်ရတယ်အဲ့ဒီနေရာကြီးမှာငါလက်ဖွားပါမင်းကလက်ဖမိုးပါဆိုပြီးတော့မှကျွန်တော်ညစ်ကုန်နေကြရင်ပွဲရပြီးမှာမဟုတ်ဘူးโอเคကောင်းပြီအဲ့ဒါဆိုညီတို့ကိုတခုပြမယ်အခုလက်ရှိစစ်တပ်ကတော့ဒီတော်လိုင်းဘက်လူတွေကိုအကြမ်းဖက်လို့ကြီးညာထားတယ်မလားဟုတ်ပြီဟုတ်တယ်နော်အခုတော့တော်လိုင်းဘက်က CRPH ကလည်းအကြမ်းဖက်လို့သူတို့စစ်တပ်ကိုကြီးညာထားတယ်ဟုတ်တယ်တစ်ဖက်လုံးကတယောက်အကြမ်းဖက်လို့ကြီးညာနေကြတယ်ဟုတ်တယ်ကောင်းပြီအဲ့ဒါဆိုရင်မြေဒီမှာပဂတိရှိတရားကိုကိုလိုကြည့်လိုက်မယ်စစ်တပ်သွားလို့ထွက်မပြေးရတဲ့ဒေသရှိလားစစ်ကြောင်းထိုးလို့တော်လိုင်းဖွဲ့သွားလို့ထွက်ပြေးရတဲ့ဒေသငါ့ညီတွေ့ဘူးလားအဲ့ဒါပဲအဲ့ဒါလက်ဖုံးနဲ့လက်ဖုံးမုံကြီးအဲ့ဒါအရှိတရားပဂတိရှိတရားကျွန်တော်ကိုစီကိုပြောမယ်ကျွန်တော်အဲ့လိုပြောလို့ရှိရင်ကိုစီတို့ကကျွန်တော်ဘောမဆက်တွင်အောင်မယ်တချို့နေရာတွေမှာလမ်းရကြပြန်လားဟာမကြောက်ပြောကုန်ကြတယ် sorry စစ်ကြောင်းထိုးလို့ပေါ့တချို့နေရာတွေမှာစစ်ကြောင်းထိုးလို့ထွက်မပြေးလို့ရှင်ကြံခဲ့တဲ့လူကအန်ဒီရလုတ်တယ်ဆိုတဲ့အရာတွေကိုစီမသိတာလားပေါ့လက်တွေ့ချပြပါပြည်သူချပြအဲ့ဒါအဲ့ဒါတွေကမဟုတ်မညအကိုပြောမယ်အကိုတို့ PDF ဘက်ကပြည်သူကိုအဲ့ဒီစစ်တပ်လုံနီနိုင်တဲ့စီးနေပြုကျင်တာတွေအိမ်တွေပစ္စည်းဝင်ယူတာတွေမီးရှို့တာတွေသူတို့မတရားလုပ်တာတွေရှိအကိုပို့လားအကိုကိုယ်တိုင်ဖော်ထုတ်ပေးမယ်ဟုတ်ပြီဗျာအဲ့ဒါဆိုတော့အဲ့ဒါခုတော့ရှိတယ်နော်ညီတခုတော့ရှိတယ်ပြစ်ချက်ချင်းနှစ်ခုမျှနဲလို့များချင်းမျှကြည့်ဖို့လိုတယ်တော်လိုင်းဘက်ကလူ100မှာ100လုံးကကောင်းနေလို့မရဘူးစစ်တပ်ဘက်မှာ100မှာ100လုံးကစိုးနေလို့မရဘူးဒါပေမဲ့အကိုတို့ကပြည်သူပေါ်ပြစ်ချက်အများဆုံးကျူးလွန်နေတာဘာတူလဲပြည်သူပေါ်ဒုက္ခအပေးဆုံးကဘာတူလဲတစ်ချက်ချင်းစီတော့လိုက်ပြောနေလို့မရဘူးစစ်တပ်ဘက်မှာကောင်းတဲ့အချက်တွေရှိမှာပဲဒါပေမဲ့နဲလို့များချေကိုအကိုတို့ကြည့်ရတယ်အကိုကနေ့ကပြောသလိုရွာတရွာမှာစစ်ကြောင်းထိုးလို့ထွက်မပြေးရတဲ့ဒေတာမရှိဘူးညီဒါပေမဲ့တော်လိုင်းဘွဲ့လာလို့ထွက်ပြေးရတဲ့ဒေတာမရှိဘူးဒါတော့မှတော်လိုင်းဘွဲ့ထဲမှာ UNG အောက်မှာရှိနေတဲ့ MOD ရဲ့ကိုကဲမှုအောက်ကတော်လိုင်းရှိတယ်လို့ EAO တွေအောက်ကဒီ EAO တွေအောက်ကအဖွဲ့တွေလည်းရှိတယ်ပြီးလို့ရှိရင် local တွေလည်းရှိတယ်ဆိုတော့တော်လိုင်းရေးဘက်ကဆိုတိုင်းအကုန်လုံးတရေမှန်လို့တော့မရဘူးအဲ့ဒါဆိုရင်ပေါ့ဒါကိုစီကိုကျွန်တော်မင်းမယ်ကိုစီကနိုင်ငံရေးဘက်ကိုအရန်ကြီးရောက်သွားပြီဆိုတော့ဒါကျွန်တော်ကိုစီကိုနိုင်ငံရေးဘက်ရောက်တာမဟုတ်အကုန်လုံးနိုင်ငံမှာခံစားနေရတဲ့အရာကိုပြောပြတယ်